Hello အားလုံးပဲမင်္ဂလာပါရှင်နနဝင်းလက်ထက်စာချုပ်ဆိုင်ကကြိုဆိုပါရရှင်မိထီလာပုံမဲ့ယွန်းလက်ထက်စာချုပ်လေးပါရှင်အော်ရာလေးပါနော်ဒါလေးက3 color လေးနဲ့လုပ်ထားတာပါရှင်3 color လေးကိုမှဒါလေးက effect မပါဘူးပေါ့နော်အပြင်မှာဒီထက်အယောင်ပိုဆိုပါတယ်ရှင်ယွန်းလက်ထက်စာချုပ်လေးဝယ်မယ်ဆိုရင်တော့ချစ်တို့ကိုမမတို့ကပေါ့နော်ဒီတွင်းထဲကိုအတွင်းစာကြီးစာရိုက်လေးလုပ်ပေးဒီလိုတွင်းစာကြီးစာရိုက်လေးလုပ်ပေးပါရှင်တစ်စီကောင်းလေးလက်ကပ်ပေးပါတယ်ယွန်းလက်ထက်စာချုပ်တစ်စုံဝယ်မယ်ဆိုလို့ရှိရင်ဒီလိုဘောပင်ဘူးလေးတွေပါမယ်အထဲမှာယွန်းနဲ့လှုပ်ထားတဲ့ယွန်းဘောပင်လေးတွေပါမယ်လက်စွပ်ဘူးလေးပါပါမယ်ရှင်အဲ့အပြင်ကိုမှယွန်းလက်ထက်စာချုပ်လေးကိုတိမ့်တဲ့ဒီလို box လေးပါပါမယ်ပေါ့နော်ဒီလို box ကလေးပါပါမယ်ရှင်ယွန်းလက်ထက်စာချုပ်လေးမှာနာမည်စလုံးလေးထိုးမယ်ဆိုရင်တော့10ရက်15ရက်လောက်တော့စောက်ပေးရပါတယ်ရှင်တော့ပကံလေးကိုပြန်ပို့ပြီးတော့ထိုးရတာမို့လို့လေအဲဒါကြောင့်မို့ပါရှင်နာမည်စလုံးထိုးမယ်ဆိုလို့ရှိရင်လည်းအော်ရာလေးကြိုတင်ရပါတယ်ရှင်ယွန်းလက်ထက်စာချုပ်လေးကိုအော်ရာလေးအမယ်ဆိုရင်တော့Viber နံပါတ်4550 8113 5 Viber လေးကိုဆက်သွယ်လို့ရပါတယ်ရှင်